ကဲမင်္ဂလာပါကိုအိမ်မှာလေမွေးထားတဲ့ကလေးလေးတွေဒီငယ်ငယ်လေးတွေပေါ့နော်ငယ်ငယ်လေးတွေကနေအစပြီးတော့လူကြီးတွေအထိအခုလက်ရှိဒီလိုမျိုးဝက်ဥချောင်းတွေငါးဥချောင်းတွေအသားလုံးတွေစားနေတဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်သွားဒီဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့တစ်ချက်လောက်ဝိုင်း share ပေးစောင်းအောင်ကြည့်သွားနော်ဒီဗီဒီယိုဘလောက်အန်တရများလဲဆိုလို့ရှိရင်ပြီးရင်ကျောင်းတက်နေတဲ့ကလေးတွေဆိုလို့ရှိရင်ဒီဗီဒီယိုများများပြပေးအဲ့ဒါမှသူတို့နောက်တစ်ခါဒီလိုမျိုးအသားလုံးနေသူတို့မစားအောင်နော်ကလေးတွေအတွက်အရန်အန်တယ်များတယ်ပြီးလို့ရှိရင်နောက်တစ်ခုက one piece one shot တွေဖြစ်နိုင်တယ်ကြာရှည်ခံဆေးတွေပါတယ်ပေါ့နော်တခြားကြည့်ပေးပါတွေ့လားဒီမှာလှုပ်စီးနဲ့ဒီမှာတွေ့လားဖြူတွေနဲ့အများကြီးပဲဒါသူတို့ကြာရှည်ခံဆေးတွေထားတယ်ဒါပေမဲ့ဒီ plastic တွေကတချို့အလုံးဒီသူတို့စားတဲ့ဒီဝက်ဥချောင်းတို့ငါးဥချောင်းတို့ကအပေါက်ကလေးတွေဒီ plastic မှာအပေါက်ကလေးတွေပါတဲ့အခါကျတော့အထဲမှာလောက်ကလေးတွေတွေ့တယ်ပေါ့နော်အဲ့ဒါကိုမမြင်မစမ်းတဲ့ကလေးတွေဆိုလို့ရှိရင်အပူပေးပြီးစားရတယ်ချက်ချင်းတွေစားကြတယ်စားတဲ့အခါကျလို့ရှိရင်ဒီလောက်ကလေးတွေကဘိုက်ထဲရောက်သွားလို့ရှိရင် one piece one shot တွေဖြစ်နိုင်တယ်နော်ပြီးလို့ရှိရင်လူကြီးတွေကလည်းတေးချာလေးကလေးတွေကျွေးတဲ့ခါကြလို့ရှိရင်ကလေးတွေကိုကျွေးမဲ့ခါကြရင်တေးချာလေးကြည့်ပြီးမှကျွေးစေချင်တယ်ပေါ့နော်ကလေးတွေအတွက်အရန်အန်တယ်များတယ်နော်ပြီးရင်တကယ်လဲယုံဖို့ကောင်းတယ်နောက်တစ်ခေါက်ကြာလို့ရှိရင်ဒီလိုမျိုးအသားလုံးလေးစားမယ်ဆိုလို့ရှိရင်လည်းဂယူးဆိုင်ပြီးစားကြပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ယုံဖို့ကောင်းတယ်ပေါ့နော်အိုးပလဲနေတာပဲမကြမ်းဖြူဖွေးနေတာပဲအဲ့တော့စင်ကျင်ပြီးမှစားကြပါလို့ပြောချင်ပါတယ်ခင်ဗျကြည့်ရဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်ခင်ဗျအားလုံးကျေးဇူးပါ